အခုထိုင်းနိုင်ငံမှာပူနေတဲ့သတင်းနော် viral ဖြစ်နေတယ်နော်နာမည်ကြီးနေတဲ့သတင်းစမပြောပြမယ်အဲ့ဒါကြတော့ကျွန်းနေမှာနော်ကျွန်းနေမှာ is လူမျိုးတွေကသူတို့မျိုးကိုလေအဲ့ဒီကျွန်းနေကိုသူတို့အပိုင်သိမ်းတယ်လို့ပေါ့နော်သူတို့ is လူမျိုးတွေကများနေတယ်အဲ့လိုမျိုးကျွန်းနေမှာလေ is တွေကများနေတာ is တွေကဘလို့ is လေလဲဆိုတာတာမန် is တွေမဟုတ်အဲ့ဒီ is တွေကစစ်တပ်တွေနော်ဒီသူတို့နိုင်ငံမှာစစ်တွေပါတိုက်ရမလားဖာနဲ့သူတို့တွေက is နဲ့ဖာနဲ့စစ်တွေပါလောက်ရမလားသူတို့တွေကသူများတဲ့ဟိုပါလဲအနိုင်ကျတာတွေဗာညာတွေရှိလိုက်မှာပေါ့အဲ့ဒါတွေကပါလဲစစ်တပ်တွေဆိုပါလဲစိတ်ဖိစီးတာပေါ့အဲ့လိုလားစိတ်ဖိစီးတယ်ဆိုတော့သူတို့ကိုလေဒီထိုင်းကိုအလဲတဘောအပန်းဖြေဖို့ရစိတ်တက်တာရရဖို့ရဖြေဖြောက်ဖို့ရတော့အလဲလေးလာကြရနော်အလဲလာတာနော်ရေရှည်လည်းဖြည့်နိုင်တယ်ရေတိုလည်းဖြည့်နိုင်တယ်သူတို့တွေကအဲ့ဒီကြောနေမှာနော်နေကြရနော်စစ်တပ်တွေနော်စစ်သားတွေနော်စစ်မှုထမ်းတဲ့လူတွေဆိုတော့စိတ်ဖိစုမျိုးရောကြအောင်တော့ထိုင်းနိုင်ငံလာတယ်တဲ့ဆိုတော့ထိုင်းတွေကလည်းကြတော့နော်သူတို့ထက်တာတာမကြိုက်ဘူးနော်သူတို့မြေနော်သူတို့ထက်တာတာမကြိုက်ဘူးအဲ့ဒါ is တွေကအဲ့ဒီကျောင်းထဲမှာလေသူတို့နေမြေလို့ဖြစ်နေမလားထိုင်းတွေကကြတော့မရဘူးနော်သူတို့ကမြေပိုင်ရှင်သူတို့နိုင်ငံပိုင်ရှင်သူတို့ကလေပိုင်ဆိုင်တော့ပြရှင်တယ်ဒါပေမဲ့ပြဖို့ကလေမလွယ်ကူနေဘူးက is တွေကခွန်အားရှိတယ်ပတ်စံရှိတယ်နော်စัจจิကာလမကောင်းလို့စမမသိတော့ဒါပေမဲ့စัจจิကာလမကောင်းလို့စမမပြောတော့အဓိကတော့သူတို့ကပတ်စံရှိတယ်ပြီးတော့ခွန်အားရှိတယ်နော်ခွန်အားရှိတယ်ပြီးတော့ is တွေပဲနော် is နိုင်ငံကလေလူဦးရေလည်းများတယ်ပြီးတော့ခွန်အားကြီးတယ်ပဲစမခွန်အားကြီးတယ်ပဲပြောရှင်းတယ်နော်စัจจิကာလမကောင်းလို့စမမပြောထိုင်းတယ်ကြတော့နော်သူတို့နိုင်ငံသူတို့လူမျိုးလို့သူတို့ပြောရှင်းတယ်ကွာအဲ့ဒါပြောဖို့ခဲရင်တော့ကွာဆိုတော့ပြီးတော့ထိုင်းပလိတွေကလည်းလေသူတို့ကအလဲမှာနေတယ်နော်ဟိုဘက်လည်းမလိုက်ဘူးဒီဘက်လည်းမလိုက်ဘူးအာနာပိုင်အကြီးတွေကလေဘယ်ဘက်လည်းမလိုက်ဘူးသူတို့စစ်မဖေးရဘူးငြိမ်ချမ်းမှုဖေးရမယ်ဆိုတော့တေးလေးကိစ္စဆိုတော့တေးလေးပဲနော်အကြီးမလုပ်ပေဘူးနော်တချို့ပြည်သူပြည်သားတွေကဗလဲတေးလေးအကြီးကိစ္စလုပ်ရှင်နေကွာမရဘူးကွာမလွယ်ကူကွာသူတို့တွေကလူမျိုးရေးခွဲခြားမှုလည်းမလုပ်ဘူးအခုလေစမခဏဗီဒီယိုတော့ပြောတယ်နော် is that ဒီ French သူတို့စုံတွဲတွေကရန်ဖြေလို့လေအဲ့လိုမျိုးအငင်းပွားတယ်မလားဒီလူမျိုးရေးပါထိခိုင်းမှကြလို့သူတို့တွေလေပြည်နှင်းတယ်ကွာနိုင်ငံမဝင်ခိုင်းတော့သူတို့ဆိုရန်ဖြေတဲ့အတော်ကိုပဲနှင်းထုတ်လိုက်တာနော်ဆိုတော့တင်းလေးကိုကြီးလေးမဖြစ်ချင်ဘူးဒါကြောင့်